ဟုတ်ကဲ့ဗျာအချိန်ကြီးတွေကတော့မနေ့ကတစ်မျိုးဒီနေ့ကတစ်မျိုးပေါ့မနေ့တစ်မျိုးညတစ်မျိုးဆိုတာတကယ်အမှန်ပဲဘာမှမမြဲတဲ့သဘောတရားတွေပေါ့ဗျာအပြောင်းလဲတွေအများမြန်တယ်အခုကတော့သတင်းနဲ့ပတ်သက်ပြီးတော့ပြောပြခြင်းနဲ့အခုမနေ့ပိုင်းအားတဲ့ချိန်မှာဒီလိုကျွန်တော်တို့အင်တာနက်ကောင်းတဲ့နိုင်ငံတွေကိုရောက်နေတဲ့ချိန်မှာကိုယ့်ရဲ့အင်တာနက်ကိုအသုံးချပြီးတော့လူတွေအတွက်တစုံတစ်ခုအကျိုးရှိပါစေနော်အထောက်အကူတစ်ခုဖြစ်ပါစေဆိုတဲ့စိတ်နဲ့ဒါလေးတွေပြောပြပေးတာဖြစ်တယ်နော်လူတိုင်းကတော့ကြည့်လို့ရတယ်ဒါပေမဲ့ကြည့်လို့မရတဲ့လူတွေအတွက်ပေါ့ဗျာနော်တချို့ဆိုရင်ဖုန်းတော်မဝယ်နိုင်တဲ့လူတွေရှိတယ်အဲ့တော့တကယ်ချင်းမိတ်ဆွေတွေကထောက်ကူရအောင်တယောက်နဲ့တယောက်ပြောပေးပါသတင်းဝင်လေးတွေရှိကျွန်တော်တို့သတင်းလေးတွေကိုအတူချုပ်ပြီးတော့ကျွန်တော်ပြောပေးမယ်သတင်းဆိုတဲ့သဘောကတော့ကောင်းတာလည်းရှိတယ်မကောင်းတာလည်းရှိတယ်နော်ငါတို့ကတော့မကြားကျင်ဘူးစိတ်ချမ်းသာတာပဲကြားကျင်တယ်ဆိုပြီးတော့ရှောင်နေလို့မရဘူးသတင်းဆိုတာတွေကတကယ်ဖြစ်နေတာတွေအဲ့တော့သတိထားဖို့စိတ်ညစ်မှုအတွက်တော့နားထောင်ပြီးပေါ့နော်ဘာလဲဆိုတော့မြန်မာနိုင်ငံတောင်ပချမ်းကဘင်္ဂလားပင်လယ်အော်ထဲမှာမြေအောက်ထဲမှာငလျင်တွေခဏခဏလှုပ်နေတယ်ဒါကအခုသတင်းတွေထဲမှာပါတယ်ဘယ် channel တွေအခြေခံလဲဆိုတော့အားလုံးသိမှာပါတော်တော်များများတော့သိပါတယ်ရှာကြည့်လို့ရတယ်เนาะအဲ့တော့အဲ့အောက်ကမီးတောင်တစ်ခုကလည်းကြီးကြီးမားမားပေါက်ဖို့ရှိတယ်လို့လည်းပြောနေတယ်เนาะကျွန်တော်ခုနကတော့အဲ့ဒီ island လေးနာမည်ကိုတစ်ခုကိုကျွန်တော်မှတ်ထားလိုက်တယ်ဗျာကျွန်တော်မေ့သွားပြီเนาะโอเคအဲ့ဒါမီးတောင်ပေါက်နေလို့ဆိုတော့ရေလိုင်းတွေကြီးလာနိုင်တယ်เนาะရေလိုင်းတွေကြီးလာပြီဆိုရင်တော့ပေတရာလောက်ကိုပေတရာလောက်ပင်လေရေပြင်းတာပြင်အထက်ကိုအမြန်ဆုံး